ညီမလေးဒီနေ့ရောဘာနဲ့နေရပြန်လဲဒီနေ့ဘာနဲ့လေးလဲအေးပိုင်လေးရတောင်းကလာနဲ့လေးရတယ်ဒါလေးတောင်းကလာလေးပို့ပေးရမှာပေါ့နော်ဒီအထက်ဈေးလေးတက်တယ်ဒါပေမဲ့လည်းအော်ဒီစတော့ရှိတော့ကိုတော့အရင်ဈေးနဲ့ရောင်းပေးထားတယ်ပေါ့နော်နောက်လာမဲ့သူတွေကတော့ဘယ်ဈေးနဲ့သွားမယ်တော့မသိဘူးပေါ့နော်အခုလောလောဆယ်အေးပိုင်လေးကတော့အခုဒါတောင်းကလာညီမလေးကိုပို့ပေးရမှာအမှားလေးA5 Ranga 4 memory 128ကိုအမတို့ခုလက်ရှိအမိုဘိုင်းမှာ၄သိန်းနဲ့ရပေးထားပါတယ်။ဒါဒီညီမလေးကတစ်တော့ကနေတွေ့ပြီးတော့ချက်ပေါက်ပါလာမှာပြီးတော့ဒါလေးကိုအိမ်ရောက်ဝေချီလေးနဲ့မှာသွားတာပါရှင်။လက်ရှိရောက်ပေးထားတာတော့ Ranga 128ကို၄သိန်းပေါ့နော်။ဒီထဲမှာကတော့ကာဘာပါမယ်အာတူကျိုးပါမယ်ပေါ့နော်။ကာဘာလေးရဲ့အာတူကျိုးလေးပါမယ်။အမတို့ကငကြက်ပြန်ထည့်ပေးတယ်ပြီးတော့သူကဒီကောင်ကတော့မမကွဲမပါတဲ့မမကွဲလေးပါပြန်ပြီးတော့အကုန်လုပ်ပြလိုက်ပါမယ်ရှင့်။ကောင်းကလာနေဝယ်ယူအပေးသွားတဲ့ညီမလေးကိုလည်းကျေးဇူးများကြီးတင်ပါတယ်အခုလိုမျိုးလေးဆက်သွယ်မှာယူတင်တဲ့သူတွေဆိုင်ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့0995196336ရဲ့3992554446ရဲ့39939313ခေါ်လေးလေးရှိကိုလည်းဒီဆက်သွယ်မှာယူလို့ရပါတယ်ဆိုင်ကိုယ်တိုင်ကိုကြလာဝယ်မှအားရတဲ့သူတွေဘက်ကတော့ဆိုင်ရဲ့လေးစာလေးကဆိုင်ဆိုင်ရမြို့နယ်သမကုန်းမှတ်တိုင်းအနီးအတွင်းပတ်တန်ဖြစ်ပါရှင့်ဝယ်ယူအပေးသွားတဲ့ညီမလေးတင်ပါသူကျေးဇူးများကြီးတင်ပါတယ်